တချို့လူနာတွေစီကတ်မှာသွေးစစ်ကြည့်လိုက်လို့ဘီပိုးတွေ့တယ်စီပိုးတွေ့တယ်ဆိုလို့ရှိရင်ကိုကသူ့တက်စိမ်ကောင်းဖြစ်နေသူတို့တွေကမကြောက်ကြဘူးမင်္ဂလာပါကျွန်တော်ဒေါက်တာကောင်းမြတ်ပါခုနကပြောသလိုလူနာတွေကိုသွေးစစ်ကြည့်လိုက်လို့ဘီပိုးစီပိုးတွေ့ရတယ်ဆိုလို့ရှိရင်သူတို့ကမကြောက်ကြဘူးကျွန်တော်တို့ကဒါစိုးရိမ်စရာကောင်းတယ်လို့ပြောလဲသူတို့တွေကအလေးနဲ့ကျူးမဆိုင်ကြဘူးဘာလို့လဲဆိုတော့ဘီပိုးစီပိုးကချက်ချင်းအေးွားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ပဲသူတို့တွေကတဖြည်းဖြည်းဒီအသေးမှရှိတဲ့ cell တွေကိုနှစ်ရှည်လာများဖြတ်စီးပြီးတော့မှအသေးချောက်ပြီးတော့မှအသေးကင်ဆာအဖြစ်ပြောင်းသွားတာမြန်မာပြည်မှာအဖြစ်များတဲ့ကင်ဆာ၃မျိုးရှိတယ်အဲ့ထဲမှာဒီအသေးကင်ဆာကဒုတိယအဖြစ်များတယ်အဲ့အသေးကင်ဆာဖြစ်တဲ့ထဲမှာ80%လောက်ကဒီအသေးအောင်တော့ဘီပိုးစီပိုးကြောင့်ဖြစ်တာပေါ့နော်ဘီပိုးစီပိုးမရှိဘဲနဲ့ဘာလို့အသေးကင်ဆာဖြစ်လဲဆိုလို့ရှိရင်ဒုတိယလိုက်တာကအသေးအစီဖုံးတာကြောင့်အသက်အစီဖုံးတယ်နည်းနည်းဖုံးတယ်တော်တော်လေးဖုံးလာတယ်ပြီးရင်ဆူဆူဝါဖုံးတယ်အဲ့ရရောမှတစင်ဒီအစီပြင်းကြီးကအသေးထဲဝင်သွားပြီးတော့မှအသေးခြောက်သွားပြီးတော့မှအသေးကင်ဆာဖြစ်ပြောင်းသွားတယ်နောက်တစ်ခုကကျတော့ဘာကြောင့်အသေးကင်ဆာဖြစ်တာလဲဆိုလို့ရှိရင်ဒီ alpha toxin လို့ခေါ်တဲ့မှုတစ်မျိုးကြောင့်ပေါ့နော်ဒီမှုကဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်ဒီငြိုတီးတွေကိုနေကြောင်လှမ်းလိုက်ပြီးတော့မှခြောက်သွားတဲ့အချိန်ကျရင်အတွင်းသားထဲမှာဒီကောင်တွေကိုတွေ့ရတယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဆန်တွေမှာအကြာကြီးထားတဲ့ဆန်တွေမှာဆိုလို့ရှိရင်ဒီဆန်မှုတွေမှာတွေ့ရတယ်မြေဘက်ဆန်မှာကတ်နေတဲ့မှုတွေမှာတွေ့ရတယ်နောက်တစ်ခုကတော့လူတိုင်းတည်တည်နဲ့လုံနေကြတဲ့ဟာအရက်အပေါ်စားတွေတောက်ပြီးတော့မှနှစ်ရှည်လာများအရက်ကကြီးကျုံဖြစ်သွားတဲ့အချိန်ကျရင်အသေးပြက်စီးပြီးတော့မှအသေးချောက်ပြီးတော့မှအသေးကင်ဆာဖြစ်သွားတယ်နောက်တစ်မျိုးကဘာမှတွေ့ရလဲဆိုလို့ရှိရင်ဒီဆေးရွက်ကြီးထည့်စားတဲ့ကွန်းစားတဲ့လူနာတွေမှာတွေ့ရတာပေါ့နော်ကွန်းစားတဲ့စက်လေးတောက်တဲ့ဆေးရွက်ကြီးငုံတယ်ဒီလိုလူနာတွေမှာလည်းအသေးချောက်ပြီးတော့မှအသေးကင်ဆာဖြစ်သွားတယ်အဲ့ဒီတော့ကျွန်တော်တို့ကဘာလို့ဒီဘီပိုးစီပိုကုပါအသက်စီဖုံးရင်စီစိတ်နေရှောင်းပါကျန်းမာရေးဂူးဆိုင်ပါတင့်မျှတတဲ့အစားအသောက်တွေစားပါလို့ပြောတယ်ဆိုတာကဖြစ်သွားပြီဆိုလို့ရှိရင်ပြန်ပြင်လို့မရဘူးငွေကုန်ကြေးကျများတယ်စေကူတာမှုစိတ်တွေကများတယ်အဲ့တော့မိသားစုကစိတ်ဆင်းရဲရတယ်အဲ့ဒီတော့ဒါကိုကာကွယ်လို့ရလားဆိုလို့ရှိရင်ရတာပေါ့ကာကွယ်လို့အရင်ရတယ်ဘီပိုးမရှိသေးဘူးဆိုလို့ရှိရင်ဘီပိုးကာကွယ်ဆေးထိုးအသက်အစီဖုံးနေဆိုလို့ရှိရင်ဒီအသက်အစီဖုံးတဲ့ကိစ္စတွေကိုမလုပ်ဘဲနဲ့အစီစိမ့်ချော့စားမယ် exercise လုပ်မယ် weight ချမယ်ဒါဆိုလို့ရှိရင်ပြန်ကျန်းမာသွားလိမ့်မယ်ဒီရက်ဆိုလို့ရှိရင်ဈေးကြီးတဲ့အရက်ကိုရန်ဖန်ရန်ခါတော့ပြဿနာမရှိဘူးကျန်းမာရေးကောင်းတယ်ဈေးပေါ်တဲ့အရက်တွေကိုနှိမ့်ကန်မတော့ပါနဲ့ဒါဆိုလို့ရှိရင်တော့အသေးကခြောက်ပြီးတော့မှကင်ဆာဖြစ်သွားနိုင်တယ်နောက်တစ်ခုကကြတော့ဒီကြာရှည်ခံအောင်လုပ်ထားတဲ့စိုးစေးပါတဲ့အစားအစာတွေဒီမှုပါတဲ့အစားအစာတွေကိုအတက်နိုင်ဆုံးရှောင်အဲဆိုလို့ရှိရင်လူချင်းမရဲ့အသေးတွေကကျန်းမာလိမ့်မယ်အဲတော့ကာကွယ်လို့ရတဲ့နည်းလမ်းတွေရှိရင်ကာကွယ်ပါဂူးဆိုင်ပါကိုယ့်အသက်ကိုဂူးဆိုင်ပါအားလုံးနေကောင်းကြမှာကြပါစေ